တော့မြင်များအခန်းတစ်ကင်ဘယ်ကလာလဲအပိုင်းလေးရိုးရိုးပိစတဲ့ခိုင်မာတဲ့ဝိယုံစင်ကြောင်းများစာပေတွေမရှိတော့တဲ့ကြားကဘီဘီလုံစင်မြင့်ကိုတက်တည်ပြနေတဲ့အလွန်ခိုင်မာတဲ့ယဉ်ကျေးမှုတွေတစ်ခုကတော့ဝိယုံတွေရောင်းဆိုစင်ကြောင်းတွေပဲဖြစ်ပါတယ်ရှေးဟောင်းရှေ့လေပိုင်းလူတွေဝတ်ဆင်တဲ့ကျူးနေဝိယုံတွေဟာတိုးမွေးနဲ့ရက်လုပ်ပြီးဒီနဲ့ဖြူချင်တဲ့ပုံမှာတောက်ပတဲ့ရောင်းဆိုစင်ကြောင်းကြီးတွေပါရှိတာသူရဲ့သင်္ကေတတွေပါအော်စရာကောင်းတာကတော့ကေရဝတ်စုံတွေဟာလည်းကောင်းကားဆွရတဲ့ V-neck ဝတ်စုံရုံရှိပုံစစ်စစ်တွေဖြစ်ပြီးစင်ကြောင်းဒီဇိုင်းတွေပဲသုံးတာဒါနဲ့မကောက်ဝင်းရုံအောက်ခြေကအများကျိုးတွေခြီတဲ့စနစ်နဲ့ကောင်းမှုဥစ္စာထူထူရစ်ပတ်ပေါ်တဲ့စနစ်တွေပါရှစ်တောင်အားရှပြည်ပြလူမျိုးကရှိပဲရှင်းအောင်ရှစ်လည်းပဲဆဲပြီးထထူကြနေတာတရားဖြစ်ပွဲအခြားတူညီချက်တွေကကရင်လူမျိုးတွေကခရိယန်တာဝန်ခရိယန်ဘာသာမြောက်ခင်ကတည်းကရွာကိုယုံကြည်ကိုဝေကြတယ်ရွာဟာထောက်ရှင်တဲ့ပြည်မမြင်နိုင်တော့အရှင်ဖြစ်တယ်လို့ယူဆကြတယ်ရှေ့လေပိုင်းဒီပြတ်လေးမှာဆိုရင်လေဖျားသခင်ယာဝီလို့ခေါ်ဆိုကြတယ်နာမည်အတန်ထွက်တာကစူတီတော်ဖန်ဆင်းရုံတဲ့သဘောတရားတော့ရှေ့လေပိုင်းအာဗြဟံဘာသာစကားများဘာသာတရားများရဲ့အယူဆနဲ့တိုက်ရိုက်ထပ်ကြနေပါတယ်။ကင်ပုံမြင်တွေမှာဆိုရင်ရွာဟာဘုရားဆုံးသောလူသားမောင်ဖန်ဆင်းခဲ့တဲ့သူတို့ဥယျာဉ်တစ်ခုထပ်မှာထားတဲ့ချိန်မှာခေါလေရဲ့လက်စားမှုကြောင့်တားမြစ်ထားတဲ့အသည့်ခုစားပြီးဒုက္ခရောက်ရတယ်လို့ပါရှိပါတယ်။ကင်ရင်းတဲ့လူသားတွေပြစ်တဲ့ကြာရောက်ပုံကတော့ရှစ်လေပိုင်းရှေးအောင်ကျန်းစာလာဇက်လင်များနဲ့အက်မိုးစရာကောင်းတော့ထပ်ကြနေပါတယ်။ကင်များခရိယန်တာဘုရားဘာသာကိုကိုးကွယ်တဲ့အချိန်မှာဆိုရင်သူတို့ကယူရနတ်ကိုကိုးကွယ်တယ်။အဲ့ဒီကလေးမှာဝက်တာဘုံကိုကြက်တက်ပြီးတော့ပူဇော်ဝဲပြုလို့လေးရှိရဲ့။ရှေးလေပိုင်းမျိုးနွယ်စုများဟာလည်းဖြစ်ဖြစ်ဖို့အတွက်သူစိတ်နွားစားတဲ့တရိစ္ဆာန်တွေကိုရှစ်ပလင်ပေါ်မှာသွေးသွန်းပြီးတော့ရစ်ပူဇော်တဲ့ဒလေးတွေရှိခဲ့ကြတယ်။အလုံးကိုခြုံငုံပြီးသုံးသပ်ရရင်တော့ကင်ယူရကလေးမှာရှိဘာသာရေးအယူဆဘာဥပုံမြင်တွေရစ်ပူဇော်ခြင်းတွေကရှစ်လေပိုင်းရဲ့ရှေးဟောင်းယဉ်ကျေးမှုများတဲ့လွန်နီးစပ်မှုရှိနေတဲ့အတွက်တမိုင်းပညာရှင်တချို့ကကင်တွေကရှစ်လေပိုင်းနဲ့အချင်းကထိတွေ့မှုရှိခဲ့မှုတို့များဖြစ်နိုင်တယ်လို့ယူဆခဲ့ကြပါတယ်လူမျိုးတစ်မျိုးရဲ့စာပေတွေကိုမီးရှုံဖြတ်စီပြလို့ရချင်ရပါလိမ့်မယ်ဒါမဲ့သူတို့နေ့စဉ်ဝတ်တဲ့ဝတ်ရုံတွေရဲ့အစင်ကြောင်းတွေကောက်တိရိတ်သိမ်းခြင်းတွေရွာကိုတိုင်နေတဲ့ကျင့်ထုံးတွေနဲ့လက်ဆင့်ကမ်းလာတဲ့မိုင်ဥမညာတွေကိုဘယ်တော့ခါဖြတ်စီ